Nevada ကန္နာရအလယ်မှာအလွန်ကြီးမားတဲ့လုံခြုံရေးတကားတစ်ခုကအလင်းရောက်မရှိဘဲတိတ်ဆိတ်စွာတည်ရှိနေပါတယ်။လူတိုင်းမမြင်နိုင်တဲ့မြေပုံတွေကနေဖျောက်ထားခံရတဲ့ဒီနေရာကို Area 51လို့ခေါ်ပါတယ်။လူအများစုအတွက်တော့ဒါဟာစစ်တပ်အခြေစိုက်စခန်းတစ်ခုသာဖြစ်နိုင်ပေမဲ့တချို့လူတွေကတော့အဲ့ဒီထဲမှာလူသားတွေမသိသေးတဲ့အရာတွေရှိနေတယ်လို့ယုံကြည်ကြပါတယ်။ဒီနေ့မှာတော့လူတွေသိမသိသေးတဲ့လျှို့ဝှက်တဲ့ Area 51ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း80ကျော်စစ်အေးကာလအချိန်မှာအမေရိကန်ဟာဆိုဗီယက်နဲ့အပြိုင်ဆိုင်နည်းပညာပြိုင်ပွဲကိုစတင်ခဲ့ပါတယ်။ဒါပေမဲ့ထူးဆန်းတာကဒီပြိုင်ပွဲအတွက်ရွေးချယ်လိုက်တဲ့နေရာကတာမန်မြို့တစ်ခုမဟုတ်ပါဘူး။လူတွေရောက်ရှိဖို့ခက်ခဲတဲ့ကန္နာရအလယ်ကလျှို့ဝှက်မြေပြင်တစ်ခုဖြစ်ပါတယ်။အဲဒီနေရာကနောက်ပိုင်းမှာ Area 51ဆိုပြီးတော့နာမည်ကြီးလာခဲ့ပါတယ်။အဲဒီနေရာမှာစမ်းသပ်ခဲ့တာတွေကတာမန်လေယာဉ်တွေမဟုတ်ခဲ့ပါဘူး။ကမ္ဘာပေါ်မှာအမြင့်ဆုံးနေရာထိပြန်တန်းနိုင်တဲ့ spy planeမျက်စိနဲ့မမြင်နိုင်တဲ့ stealth fighter အသံထမြန်တဲ့ secret aircraft prototype တို့ဖြစ်ပါတယ်။စတဲ့ဒီလိုနည်းပညာတွေကိုလူတွေမမြင်အောင်စမ်းသပ်နေတဲ့အခါ Nevada ကန္နာရအပေါ်ကကောင်းကင်မှာထူးဆန်းတဲ့အလင်းနှံတွေပေါ်လာခဲ့ပါတယ်။အဲဒီအချိန်ကစပြီးလူတွေရဲ့ပါးစပ်ဖြားမှာကောလာဟာလာတွေစတင်ပေါ်ထွက်လာခဲ့ပါတယ်။တချို့ကဒီအလင်းနှံတွေကို UFO ဆိုပြီးတော့ပြောကြပြီး Area 51ဆိုတဲ့စစ်စခန်းကိုလည်းဂျိုသားတွေနဲ့အခြားကြောက်စရာကောင်းတဲ့စမ်းသပ်မှုတွေလုပ်နေတဲ့နေရာလို့ထင်လာကြပါတယ်။ဒီလိုမျိုးတစ်ဖြည်းဖြည်းနဲ့ Area 51ဟာတာမန်စစ်ရေးအခြေစိုက်စခန်းတစ်ခုမဟုတ်တော့ဘဲ Alien Base တစ်ခုလို့လူတွေစတင်ယုံကြည်လာကြပါတယ်။ဒါပေမဲ့တကယ်တမ်းအမှန်တရားကဘာတွေဖြစ်နေမလဲ။တရားဝင်အတည်ပြုထားတဲ့အချက်အလက်တွေကတော့အနည်းငယ်ပဲရှိပါတယ်။စမ်းသပ်လေယာဉ်တွေလျှို့ဝှက်နည်းပညာတွေနဲ့စစ်ရေးသူတွေတနာစမ်းသပ်မှုတွေဆိုပြီးတော့အာဏာပိုင်တွေကထုတ်ပြန်ခဲ့ကြပါတယ်။ဒါပေမဲ့အဓိကပြဿနာကတော့ Area 51နဲ့ကိုဘယ်သူမှဝင်ခွင့်မရတာပါပဲ။ဒီအချက်ကအရာအလုံးကိုပိုပြီးလျှို့ဝှက်စေခဲ့ပြီးလူတွေကထင်ကြီးအမျိုးမျိုးပေးလာကြပါတယ်။အခုချိန်ဒီ Area 51ဟာအမေရိကန်ရဲ့အလွန်တင်းကျပ်တဲ့ military zone တစ်ခုအဖြစ်ဆက်လက်တည်ရှိနေတော့မှာပဲ။တချို့သတင်းတွေမှာတော့ AI military system, drone warfare technology, next generation aircraft တွေကိုစမ်းသပ်နေတယ်လို့ပြောကြပါတယ်။ဒါပေမဲ့တကယ်တမ်းအထက်မှာဘာတွေရှိနေမလဲဆိုတာအခုထိဘယ်သူမှအတိအကျမသိသေးပါဘူး။လူသားတွေဟာအများနဲ့မြင်နိုင်တဲ့အရာတွေကိုသာယုံကြည်ချင်ကြပါတယ်။ဒါပေမဲ့တချို့နေရာတွေကတော့မမြင်ရတာကြောင့်ပိုပြီးကြောက်စရာကောင်းနေတတ်ပါတယ်။ Area 51ကအလိုနေရာတွေထဲကတစ်ခုဖြစ်ပါတယ်။သင်ကော Area 51ထဲမှာလျှို့ဝှက်နည်းပညာတွေရှိနေမယ်လို့ယုံကြည်နေမိပါသလား။ဒါမှမဟုတ်လူတွေမသိနိုင်တဲ့အခြားအရာတစ်ခုခုရှိနေနိုင်မလားဆိုတာကိုcommentမှာဝင်ရောက်ဆွေးနွေးသွားနိုင်ပါတယ်။ဒီနေ့တင်ဆက်ပေးခဲ့တာကတော့လျှို့ဝှက်ချက်တွေနဲ့ပြည့်နေတဲ့ Area 51အကြောင်းပဲဖြစ်ပါတယ်။နောက်ဗီဒီယိုတွေမှာပိုပြီးစိတ်လှုပ်ရှားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာမို့ Bosco မြန်မာကိုအခုပဲ follow ထားဖို့ဖိတ်ခေါ်လိုက်ပါတယ်။